ခေါ်လိုက်သမီးခေါ်လိုက်လာလို့ခေါ်လိုက်လာလို့ခေါ်လိုက်သမီးကတဲလေးလှုပ်တာနဲ့ငှက်လေးတွေကလန့်အောင်ပြီးပြေးတော့တွေ့လားအမအများကြီးပဲတကားဝမှာတကားတိုင်မှာအမအများကြီးစောင့်နေတာရွှေဦးလှုပ်တာနဲ့သူတို့ကပြန်မှာရွှေဦးကမလှုပ်နဲ့နော်ရနာရွှေဦးသမီးလေးရနာရွှေဦးလေးလာလို့ခေါ်လိုက်လာလို့လာစားလို့လာစားနော်လို့ဦးလေးကိုအိမ်မက်လည်းပေးနော်လို့လာမဲ့ပတ်တွဲလေးလုံးအခွေကိုမမဒီနေ့စရောင်းပေးပြီနော်ရတနာရွှေဦးရဲ့လေးလုံးအခွေကဒီအပတ်မှာပလူပြောင်လို့ထွက်လာပါတယ်နော်ရတနာရွှေဦးရဲ့လာမဲ့ပတ်တွဲလေးလုံးအခွေက9,900,000နဲ့ကြိုဝယ်တဲ့လူတွေကို9,900,000နဲ့မမကရောင်းပေးမယ်ညကရတနာရွှေဦးအိမ်မက်ပေးထားတဲ့အခွေရှိပါတယ်အဲ့ဒီအခွေလေးကိုရောင်းပေးမယ်နော်သူငှက်ဆောင်နေတာသနာပါတယ်ငှက်ကမစားသေးဘူးဆိုတာရေနာရှိုးရှိနေလို့သမီးနောက်နည်းနည်းတိုးလိုက်ခဏနေစားမှမေရှေ့ကိုပြန်ပို့ပေးမယ်နော်သမီးရှိနေငှက်ကလေးတွေကမစားရဘူးကြောက်မရေနာရှိုးကိုကြောက်လားရေနာရှိုးကိုကြောက်ဟာတဲရေနာရှိုးရေဟဲလှလိုက်တာကြည့်ပါဦးဘယ်ဘဝဆူတောင်းပြည့်မှမသိတက်သွေးတမွေးနဲ့လှတာဒီမှာကြည့်ခြေပွားကြီးတွေကြည့်အိုးခြေထောက်ကြီးတွေကလည်းပြည့်လက်ကြီးတွေကလည်းပြည့်ဖေးအမျိုးနဲ့တူတာဖေးအမျိုးနဲ့တူတာနော်တဲ့ရလာဒီလားဒီမှာကိုင်းကိုင်းမယ်ဟမ်ဟေးတောင်းကျန်းတာ